မင်္ဂလာပါရှင်ဒီနေ့ရှမ်းခောက်ဆွဲလုပ်ပါမယ်ငရုတ်သီးစီမွေးအတွက်ငရုတ်သီးအကျန်းမှုန့်နဲ့တရုတ်မဆလာရောထားတဲ့အထဲကိုစီပူလောင်းထည့်ပါမယ်နှမ်းစီမွေးအတွက်နှမ်းဖြူတဲကိုစီပူလောင်းထည့်ပါမယ်ကျက်သွန်ဖြူစီမွေးအတွက်ကျက်သွန်ဖြူကြော်တဲကိုစီပူလောင်းထည့်ပါမယ်ရှင်ပါပါလိထားတဲ့နန်းနန်းပင်နဲ့ကျက်သွန်ဖြူတဲကိုစားအနှဲငယ်ရှာလကာရဲ့လက်ဖက်ရည်စွန်းတစ်စွန်းနဲ့ရေထည့်ဖြောပါမယ်။အိုးရဲစီပူလာရင်နှုံစင်းထားတဲ့ကြက်သွန်နီနဲ့စမင်းမုတ်အနှဲငယ်ထည့်ပါမယ်။မယုတ်သီးအယောင်တင်မုတ်ထည့်ပြီးမှွေပါမယ်။ကြက်သွန်အနှဲငယ်ကျွတ်လာရင်လှီးထားတဲ့ခရမ်းချင်သီးထည့်မှွေပါမယ်ရှင်။အတုံးသေးသေးလှီးထားတဲ့ဝက်သားကျက်သားမုံနဲ့စားထည့်ပါမယ်။ရှမ်းပဲငပိထည့်ပါမယ်။သေးချစွာမှွေပြီးရေထည့်အဖုံးအုပ်တဲပါမယ်ရှင်။ဝတ်သားနူးလာရင်အဖုံးဖွင့်ပြီးသေးချစွာမှွေပါမယ်။ဟင်းရည်မပြစ်မကျဲအနေဆိုရပါပြီရှင်။ရှမ်းခောက်ဆွဲဘက်ကိုရေနွေးဖြောပါမယ်။ခောက်ဆွဲပေါ်ကိုပဲငံ့ပြရေးအကြည်စမ်းပါမယ်။ဝတ်သားဟင်းအနှစ်ထဲပါမယ်။ကစုံးရက်ပြုတ်လေးလဲထဲပါမယ်။မယုတ်စီမွေးနှမ်းစီမွေးကျက်သွန်ပြူစီချက်ထဲပါမယ်။နန်းနန်းပင်အရေးထဲပါမယ်။မြေပဲကောင်းထည့်ပြီးကျက်သွန်မိတ်ဖြူပါမယ်။သေးချစွာမှွေပြီးရင်တော့အရသာရှိလာတဲ့ရှမ်းခောက်ဆွဲလေးရပါပြီ။ရှမ်းချင်လေးနဲ့တွဲဖက်စားပါရှင်။ဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်။